ဒီ order တစ်ချောင်းထဲကမြန်မာငွေ16သိန်းနီးပါးမြတ်သွားပြီးတော့pit ကအနည်းဆုံး pit 40ကျော်လောက်ထိရခဲ့တဲ့ order တစ်ချောင်းကဘာကြောင့်မလို့ဒီလိုမျိုးအမြတ်ကိုရှာနိုင်ခဲ့တာလဲဆိုတာကိုဂျူမီကပြောပြပေးသွားမှာပါဆိုတော့ဒီ order တစ်ချောင်းဟာဆိုရင်ဂျူမီ client ကိုဂျူမီအကြံဉာဏ်ပေးခဲ့တဲ့ order လေးဖြစ်ပါတယ်ဆိုတော့ဂျူမီမနေ့ကကတည်းကကမ္ဘာရွှေဈေးကွက်မှာဂျူမီ client တွေကဒီကမ္ဘာရွှေဈေးကွက်ကိုအယောင်းဝယ်လုပ်ကင်နေကြတဲ့မိတ်ဆွေတွေရောကိုဂျူမီမျှဝေပေးခဲ့တယ်ပေါ့နော်ကမ္ဘာရွှေဈေးကွက်ကဒီနေ့အကျလာရကိုပဲရှိနိုင်ခဲ့တယ်ဈေးကဆက်ကျနိုင်ခြေရှိတယ်လို့ analysis လေးလုပ်ပေးခဲ့တယ်ဒီ order လေးမှာလည်းဂျူမီ client တွေက4630ခွန်ဈေးတန်းကိုမှတ်မိလိုက်လို့4618ဝန်းကျင်ကရောင်းလိုက်တာအဲ့တော့ဒီ4630ခွန်ဈေးတန်းကိုသာမှီခဲ့လို့ရှိရင်ဂျူမီတို့55 bit ဒေါ်လာ900ကျော်တစ်ချောင်းနဲ့တောင်မျက်နိုင်ခြေရှိတဲ့ order လေးဖြစ်ပါတယ်အဲ့တော့ဒီအမဆိုရင်လည်းဂျူမီတို့အယောင်းဝယ်လုပ်ကင်နေတာ MH market မှာ trade လုပ်နေတာပေါ့နော်ဂျူမီက broker 3ခုကိုချိတ်ဆက်ပေးထားတယ် PU price ရှိတယ် MH market ရှိတယ် VT market ရှိတယ်အဲ့တော့ broker တွေကတော့ကိုယ်အဆင်ပြေတဲ့ broker တွေနဲ့ချိတ်ဆက်ပြီးတော့အယောင်းဝယ်လုပ်ကင်လို့ရတယ်ဒီအမတွေဒီအကိုတွေဆိုတာကလည်းတခြားလူစီကနေဒီ VT market တို့မှာအကောင့်ဖွင့်ပြီးတော့ရှုံးလာကြလို့ဂျူမီနဲ့လက်တွဲလုပ်ကင်နေတဲ့အမတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအမဆိုရင်ရှေ့တစ်ပတ်တာက1000လုံးကုန်သွားခဲ့တယ်ပေါ့နော်ဒါပေမဲ့ तू က deposit ငွေထည့်ထားတာထက်ကိုအမြတ်ကရနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အမြတ်နဲ့ deposit ငွေနဲ့ဆိုရင်အမြတ်ကဒေါ်လာ1000ကျော်တောင်အမြတ် profit ကျန်တယ်ပေါ့နော်အဲ့တော့ဂျူမီတို့ရှုံးတဲ့နေ့ရှိတယ်လို့မျိုးမြတ်တဲ့နေ့ရှိမယ်ဒါပေမဲ့ဂျူမီကတော့အတက်နိုင်ဆုံးဂျူမီ client တွေကို win rate % ကောင်းအောင်လို့တော့စ조사လုပ်ကင်ပေးနေပါတယ်ရှင်အဲ့တော့လူကြီးမင်းတို့အနေနဲ့လည်းဂျူမီနဲ့အတူတူလက်တွဲလုပ်ကင်ခြင်းနဲ့ဂျူမီရဲ့အကြံပေးမှု VIP group တွေ VIP channel တွေကိုရယူခြင်းနဲ့ဆိုရင်ဘာချချက်ခဘာဝန်ဆောင်ကမှပေးဆောင်စရာမလိုဘူးလုပ်ငန်း account ဖွင့်တာနဲ့ free join လို့ရပါတယ်ရှင် account ဖွင့်ခြင်းနဲ့ဆိုရင်တော့ဂျူမီရဲ့ Viber တို့ Telegram တို့မှာအသေးစိတ်ဆွေးနွေးလို့ရပါတယ်ဂျူမီတို့ဒီနေ့မနက်ပိုင်းတနင်္လာနေ့မနက်ပိုင်းဈေးကွက်စဖွင့်ခြင်းတွေကို win rate % 55ရာခိုင်နှုန်းလောက်ထိအမြတ်ရရှိခဲ့တယ်ပေါ့နော်အဲ့တော့လုပ်ငန်း account ဖွင့်ခြင်းနဲ့ client တွေကတော့ broker တွေရွေးချယ်ပြီးတော့ကိုကြိုက်တဲ့ broker တွေမှာလုပ်ငန်း account ဖွင့်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်